ဒုတိယလွာကိုရောက်ရောက်ချင်းတွေးလိုက်ရတာကအေယာမငှက်ကြီးတစ်ကောင်ဖြစ်ပြီးဒီဘက်ဝင်းကျင်အတွက်တော့သူတို့နှစ်ယောက်ဟာတားရဲတွေအတွက်ကျူးကျော်သူနဲ့ရန်သူအဖြစ်တတ်မှတ်ခံရပြီးတတိတစ်ချက်မဲ့တာနဲ့သူတို့ရဲ့သားကောင်လည်းဖြစ်သွားနိုင်တာကြောင့်ဂယူးဒီဇိုင်းနဲ့ဆက်လာခဲ့ကြပါတယ်ဒီလွာရဲ့ပတ်ဝန်းကျင်ကကြီးမားတဲ့တစ်ပင်တွေနွယ်ပင်တွေနဲ့ပြည့်နေပြီးစိမ့်ရွှင်ရွှင်အနက်နဲ့ဒီပင်တွေမှာထူးခြားတဲ့သဘာဝတစ်ခုလည်းရှိနေကြောင်းနဲ့အဲ့ဒါကတော့အပင်တွေအားလုံးရဲ့ဥဒိယအရာဟာမြောက်ဘက်ဖြစ်ပြီးအပင်အဖျားကိုကြည့်မယ်ဆိုရင်လည်းအရွက်တွေဟာတွင်းနဲ့ကြီးရဲ့ဗဟိုဘက်ကိုညွှန်ပြနေတာကြောင့်လမ်းပြောက်တဲ့အခါတွေမှာဒါကအသုံးဝင်ကြောင်းရီကိုကပြောပြလိုက်ပါတယ်အဲ့ဒီနောက်သူတို့ရဲ့ဥဒိယဖြစ်တဲ့ရှာဖွေသူများစခန်းကိုဆက်ပြီးသွားနေတော့လူတစ်ယောက်ကငဲတန်းပါအောင်ပြီးအကူအညီတောင်းနေတဲ့အတန်ကိုကြားလိုက်ရတာကြောင့်ကူညီဖို့ပြေးသွားခဲ့ပေမဲ့ခရပြအဆင့်တွင်းစင်းသူတစ်ယောက်ကိုငှက်ကြီးတစ်ကောင်ကကြိုက်ဖဲစားတော့နေတာတွေ့လိုက်ရပါတယ်ဒီလူစီကအကူအညီတောင်းတဲ့အတန်ကိုထပ်ပြီးကြားနေရသေးလို့ဒီလူကိုရက်ကကဲဖို့လှုပ်လိုက်ပေမဲ့မှတ်တမ်းစာအုပ်ကိုခဏဖတ်ထားလို့အလွာတချို့ကသားရဲတွေအကြောင်းကောင်းကောင်းနောကျင်နေတဲ့ရီကိုကဒါက cosweeper လို့ခေါ်တဲ့အသားစားငှက်ကြီးဖြစ်ပြီးသူတို့ဟာလူတွေလိုအကူအညီတောင်းနေတဲ့အတန်မျိုးဖန်တီးနိုင်ကဒီအတန်နဲ့ပဲတွင်းစင်းသူတွေကိုထောင်ချောက်စင်တက်ဖြတ်တက်ပြီးအခုအတန်ကလည်းငှက်စီကလာတာဖြစ်နိုင်ကြောင်းပြောပြလိုက်ပါတယ်သူတို့ကိုမြင်သွားတဲ့ cosweeper နောက်တစ်ကောင်ကရုတ်တရက်ရီကိုကိုဖမ်းပြီးဆွဲယူသွားတဲ့အခါစိတ်ရုပ်လေးရက်လေသုံးနေကြလက်တံရှည်တွေကိုနှစ်ကြိမ်တိပြစ်ထုတ်လိုက်ပြီးကဲပေမဲ့ညံကောင်းတဲ့အဲ့ဒီငှက်တွေကနောက်ဆက်လိုက်လို့လွဲသွားခဲ့ပါတယ်ရီကိုကိုချီပြီးငှက်ကြီးကအပေါ်ကိုပြန်တက်သွားတော့ဒုတိယအလွာရဲ့ကျိန်စာနီးယာမှာကစတင်အသက်ဝင်လာခဲ့တာကြောင့်ခရယာနီလေးရီကိုလည်းလေပေါ်မှာတင်အော့အန်ရင်တတိလစ်သွားခဲ့ပါတယ်ဘရက်ခမရီကိုလေးကိုငှက်စာမဖြစ်အောင်အချိန်မီကဲခြင်းပေမဲ့ငှက်တွေဟာအင်အားများလုံးလို့အကူညီမဲ့တယ်လို့ခံစားနေရတော့သူမကိုဆုံးရှုံးမကန်နိုင်ဘူးဆိုတဲ့စိတ်ကလှုံ့ဆော်ပေးလိုက်တာကြောင့်ဘလို့သုံးရမလဲဆိုတာတော့မှတ်မိတဲ့လက်ပေါ်ကမီးလက်နက်နဲ့ငှက်တွေဘက်ကိုချိန်ပြီးစဝိုင်းပုံစံအလင်းတန်းကြီးတစ်ခုကိုပြစ်ထုတ်လိုက်မိပါတယ်အဲ့ဒီအလင်းတန်းကြီးကအပူချိန်အရမ်းမြင့်မာပြီးကြမ်းလွန်းတာကြောင့်လမ်းကြောင်းတစ်လျှောက်မှာရှိတဲ့ငှက်တွေအားလုံးပါမကကြောက်နိုင်ရန်တွေပါအငွေ့ပြန်သွားခဲ့ပါတယ်ငှက်တွေအားလုံးလည်းတေသွားခဲ့ပြီဖြစ်လို့တကူလုံးမှာအန်ဘက်တွေနဲ့ပေချန်ကတတိလစ်နေတဲ့ရီကိုကိုပြုစုပေးလိုက်ပြီးတိတ်မကြခင်မှာပဲရီကိုကတတိပြန်ရလာတော့သူမအဝတ်တွေကိုတန်ရှင်းလုပ်ဖို့ကြိုးထားမိတာကြောင့်ဘရက်ခမအားလဲနာသလိုရှက်လဲရှက်သွားခဲ့ပါတယ်အရှက်မရှိတဲ့ရီကိုကတော့ကဲပေးတာကိုကျေးဇူးတင်ကြောင်းနဲ့ရက်ကစိတ်ရုပ်သက်ပဲမို့ဒီလိုမျိုးရှက်နေစရာလည်းမလိုကြောင်းပြန်ပြောလိုက်ပါတယ်အဲ့ဒီနောက်စိတ်ရုပ်လေးရဲ့မီးလက်နဲ့ကြောင့်တစားစီဖြစ်နေတဲ့ကြောက်တောင်တွေကိုမြင်လိုက်ရတော့ဒါဟာကြောက်ဖို့လည်းကောင်းတယ်လို့အပြက်ဆွမ်းအားလည်းပြင်းလွန်းတာကြောင့်အယမ်းမိုက်တယ်လို့ရီကိုကပြောပေမဲ့ဒီလက်နဲ့ကြောင့်သူမကိုတော့ထိခိုက်အောင်လုံးပြီးတော့မလို့ဖြစ်ခဲ့ရလို့နောက်ဘယ်တော့မှဒါကိုမသုံးတော့ဘူးလို့ရက်ကပြန်ပြောလိုက်ပါတယ်ဒါပေမဲ့တစို့ထိုးလေးရီကိုကတော့တက်ကြွနေပဲဒါကိုအလင်းနဲ့လက်နဲ့ကြီးလို့ကလေးဆန်ဆန်နာမည်ပေးလိုက်ပြီးပထမအကြိမ်တုန်းကမွေးနဂါးကိုထိမှန်အောင်ပြစ်ပြီးသူမကိုကယ်ပေးနိုင်ခဲ့သလိုအခုအချိန်မှလည်းတစ်မက်ကိုတိတိကျကျထိအောင်ပြစ်နိုင်တာကြောင့်အတိတ်မမေ့ခင်တည်းကရက်ဟာဒီလက်နက်ကိုကျွမ်းကျင်သုံးတတ်တာဖြစ်နိုင်ကြောင်းနဲ့ဒါကိုယုံကြည်မှုရှိဆက်ပြီးသုံးဖို့ပြောလိုက်ပါတယ်လက်နက်ကြီးကိုသုံးထားလို့အားနေသွားတဲ့ရက်လည်းရုတ်တရက်သတိလစ်သွားခဲ့ပြီးနောက်စိတ်ပြက်လက်ပြက်အော်နေတဲ့ရီကိုရဲ့အတန်ဆူဆူကြောင့်သတိပြန်လည်လာခဲ့ပြီးသူမရဲ့မက်ဆုစာအုပ်ကငှက်တွေတိုက်ခိုက်တာခံလိုက်ရလို့တွင်းနေတဲ့ကျသွားကြောင်းပြောပြလိုက်တဲ့အခါစိတ်အုပ်လေးရက်ကဒီစာအုပ်မှာသူ့ရဲ့အင်္ဂါအစိပ်ပိုက်အားလုံးကိုထက်မှတ်ထားတာကြောင့်အခုလိုပျောက်သွားတာကိုစိတ်ထဲမှာကြိတ်ပြောနေပါတယ်ရီကိုကတော့အကြာကြီးစိတ်ထဲမကြခဲ့ပဲရှေ့ဆက်ကြုံတွေ့ရမှာတဲ့စာရင်အဲ့ဒီမက်ဆုကအသေးမွားပဲဖြစ်တယ်ဆိုတာကိုပြောပြလိုက်ပါတယ်အဲ့ဒီနောက်ဆက်သွားရမယ့်ခရီးအတွက်ခွန်အားပြေးဖို့အစင်သင့်တုပ်ပိုးလာတဲ့အသားတွေကိုစားနေနဲ့မိခင်ပြီးနှစ်ယောက်သားအားပါရရစားလိုက်ကြပါတယ်သူတတိလစ်နေတော့ရီကိုကိုတိုင်းအမဲလိုက်ထားတဲ့သားကောင်တွေရဲ့အသားလို့ထင်လိုက်ပေမဲ့တကယ်တမ်းခုနကတတ်ထားတဲ့လူသားစားတဲ့ငှက်ကြီးတွေရဲ့အသားဆိုတာသိလိုက်ရတော့ဘာကြောင့်ဒီအသားတွေကိုစိတ်သက်သက်နဲ့စားရတာလဲလို့ရက်ကပြောလိုက်ပါတယ်အဲ့ဒီတော့ရီကိုကလည်းစိတ်ဥဖြစ်နေပါရဲ့နဲ့လူသားစားတဲ့ငှက်ရဲ့အသားကိုစားရမှာတော့ဝင်လေးနေတဲ့ရက်ရဲ့လူသားဆန်မှုကိုမေးခွန်းပြန်ထုတ်လိုက်ပြီးသူတို့တွေမိဘမဲ့ကေဟာမှာစားခဲ့ရတဲ့အသားတွေဟာလည်းခရပြားတွေအမဲလိုက်ထားတဲ့သားရဲ့တလိမ့်ဆန်တွေရဲ့အသားဖြစ်ကြောင်းနဲ့အဲ့ဒီကောင်တွေဟာလည်းတွင်းစင်းသူတွေကိုဥယျာဉ်ဥသလိုပြန်လဲစားတော့တတ်တယ်ဆိုပြီးမျိုးသူမျိုးသားတွေရဲ့ရှင်သန်မှုဘဝကိုရှင်းပြလိုက်ပါတယ်အဲ့ဒီနောက်ရီကိုနဲ့ရက်လည်းဒုတိယအလွာရဲ့ခီးချေကြီးကိုကုန်းတံရေတံနဲ့စွန်စားပြီးတဖြည်းဖြည်းဆင်းလာခဲ့ကဒုတိယအလွာရဲ့နောက်ဆုံးနေရာဖြစ်တဲ့ဖြောင်းမြန်တစ်တော်ကိုရောက်လာခဲ့ကြပါတယ်အဲ့ဒီကိုရောက်ပြီဆိုတာနဲ့တာမန်မဟုတ်တဲ့လေစီးကြောင်းတွေအပြင်အေးစိမ့်ရာသီဥတုကြောင့်ချမ်းနေရတဲ့ကြားကဒီနေရာဟာသူတို့ပိုင်နဲ့ဖြစ်လို့လိုက်တိုက်ခိုက်တဲ့လက်တံရှည်မြောက်တွေကြောင့်အနီးနားမှာရှိတဲ့ရှာဖွေသူစခန်းကိုတွားကြရပြန်ပါတယ်တစ်ဖက်မှာတော့စောင်းကြည့်ရေးမျောစင်ကနေမှန်ဘလူးနဲ့ထောင်လန်းနေတဲ့စောင်းကြည့်သူကခရယာနီအဆင့်ကလေးတစ်ယောက်နဲ့အဝတ်တောင်မပါတဲ့ကလေးတစ်ယောက်ဟာဒုတိယအလွာရဲ့အောက်ဆုံးအပိုင်းကိုရောက်နေတာကတာမန်မဟုတ်တာကြောင့်အကျိုးအကြောင်းကိုသူတို့ခေါင်းဆောင်ကိုပြန်ပြောလိုက်ပါတယ်ရီကိုကတော့ရှာဖွေသူများစခန်းဟာတွင်းနဲ့စင်းသူတွေခရီးတစ်ထောက်အနားယူနိုင်ဖို့ရည်ရွယ်ထားတာဖြစ်ကြောင်းနဲ့အဝေးကြီးကိုထောက်လန်းနိုင်တဲ့မှန်ဘလူးနှစ်ခုလည်းရှိတယ်လို့ပြောရင်လမ်းလျှောက်လာခဲ့ကတိတ်မကြခင်ပဲစောင်းကြည့်ရေးမျောစင်ရှေ့ကိုရောက်သွားခဲ့ပေမဲ့ဓာတ်လေကမချပေးတဲ့အပြင်ဘာတုံးပြန်မှုမှမရှိလို့အပေါ်တက်နိုင်ဖို့စိတ်ရုပ်လက်တံရှင်တစ်ဖက်လုံးကိုသုံးလိုက်ရပါတယ်ဒါပေမဲ့သူတို့ကိုမကြိုဆိုတဲ့လူတစ်ယောက်ကစိတ်ရုပ်လက်တွေကိုဖန်ဆွဲထားရင်ဒီအပိုင်းကတော့ဒီမှာတင်အဆုံးသတ်ပါတယ်ခင်ဗျာ